ဘယ်တော့ကြားဘူးကရှင်မဟာမောက်ကလန်နောက်ဆုံးမှာသူတစ်ပါးသူကတခိုးလို့ဆွဆွဲပြီးတော့ခြိုက်နှက်ခံပြီးတော့ဆုံးပါရလို့ပရိနိဗ္ဗာန်စံတယ်လို့ကြားဘူးပါတယ်ဖေ။အဲ့ဒါကျတော့ဘယ်အကုသို့ကြောင့်ဘယ်လိုပြောမလဲဒီယဟန္တာဖြစ်တဲ့အထိအဟောတိကံမဖြစ်ပဲနဲ့အဲ့လိုမျိုးကြံခဲ့ရလဲဖေ။ခုနပြောလေအပရာပရိယကံခေါ်တယ်အဘိဓမ္မာမှာတိတိကျကျပြောရင်အလေဇော၅ချက်လို့ခေါ်တယ်နော်အလေမှာဇော၅ခုရှိတယ်အဲ့ဇော၅ခုကလာအကျိုးပေးတာပဲသူကနိဗ္ဗာန်မရောက်မချင်းသူအကျိုးပေးခွင့်သူမှရှိနေတယ်အပရာအဘိဓမ္မာမှာအပရာပရိယကံလို့လည်းခေါ်တယ်နော်အဲ့ဒီကံအကျိုးပေးတာဟိုအရင်ဘဝတုန်းကပါရမီနုစဉ်တုန်းကနော်စိတ်ထားညံ့ဖျင်းတဲ့အခါမှာအမေအဖေကိုတတ်ဖို့ကြိုးစားခဲ့တာလေနော်အမေမျက်မမြင်အမေဖေကိုတတ်ဖို့ကြိုးစားခဲ့တဲ့အကုသိုလ်ကံအဲ့ဒီကံကြောင့်သူငရဲလဲကြပြီဒါပေမဲ့အကုသိုလ်ကအကျမ်းကြံသေးတယ်အလေဇော၅ချက်ကကျမ်းနေသေးတယ်အဲ့ဒီဟာကဒီဘဝမှာလာပြီးအကျိုးပေးနေတာမြတ်စွာဘုရားဘဝမှာလည်းပဲခေါင်းကိုက်တဲ့ဝေဒနာတွေခါနာတဲ့ဝေဒနာတွေနော်ဒီဝတ်လိုက်တာတွေရှိတယ်အဲ့ဒါတွေလည်းအရင်ဘဝတုန်းကအကုသိုလ်ကံတွေကဒီမှာလာအကျိုးပေးတာဘုရားဘဝမှာစင်ကြယ်တယ်ဆိုပြီးမှလည်းတန်တရာမှာလုတ်ခဲ့တဲ့အကုသိုလ်ကဒီမှာလာအကျိုးပေးတာပဲနော်အဲကြောင့်အခုဦးဇင်းတို့ဒီဘဝမှာဟာငါတို့တွေကောင်းတာတွေလုပ်နေတယ်တစ်သလုံးကောင်းတာတွေလုပ်နေတယ်မကောင်းတဲ့အကျိုးတွေငါတို့ခံစားနေရတယ်ဆိုတော့အဲ့အပရာပရိယကံပဲနော်အပရာပရိယကံလာအကျိုးပေးနေတာ